အဆလာဆိုင်အားလုံးပဲမင်္ဂလာပါစာချီကရင်ရိုးရအထက်ထားပါအခုဒီမှာပေါင်းပလဲပစိုးလေးတွေလည်းကာလာဆောင်ပြန်ဝင်ထားပါတယ်ဒါနဲ့80ချီနဲ့ခတ်ထားတာအနံကြီးခွင်းကျဲချုပ်ပြီးသားပါနော်ဒါလေးကတော့ပေါင်းပလဲပစိုးရဲ့အစင်လေးပါနော်သူ့အစင်လေးကဒီလိုလေးပါကြက်သွေးရောင်လေးပါနော်ကြက်သွေးရောင်လေးကတော့လူကြအရန်များပြီးတော့ဆိုင်မှာအရန်ရောင်ကောင်းတဲ့အယောင်လေးဒါလေးကတော့ဘဲစင်းရောင်လေးပါနော်ဒါဘဲစင်းရောင်လေးပါသူရဲ့အစင်လေးကဒီလိုမျိုးပလဲဖောက်လေးတွေဖောက်ထားပေးပါတယ်နော်ဒါလေးကတော့ဘဲစဲရောင်လေးပါနော်ဒါလေးကတော့ငှက်ခါရောင်လေးပါနော်ဒါလေးကတော့ကာလာအစမ်းလေးချောကလက်ရောင်လေးပါအတစ်ထွက်တဲ့ကာလာလေးပါနော်ကြက်သွေးနဲ့ခဲရောင်လေးကိုရောပြီးတော့ဖောက်ထားတဲ့ကာလာလေးပါအရန်မဲလှပါတယ်ဒါလေးကတော့ခဲရောင်လေးပါနော်ဒါခဲရောင်လေးပါဒါလေးကတော့ကြံရည်နဲ့အမဲလေးကိုရောပြီးတော့ဖောက်ထားပေးတာပါကြံရည်အမဲကာလာဇက်လေးပါဒါလေးကအုတ်ကျိုးနဲ့အမဲလေးရောထားတဲ့ကာလာလေးပါနော်ဒီဟာလေးကတော့ခရမ်းနဲ့ခဲလေးကိုရောပြီးဖောက်ထားပေးတာပါဒါလေးကတော့အပြာရောင်လေးပါနော်ငါးကွင်း10ကွင်းဆိုလို့ရှိရင်ဖောက်တယ်စီပေးပါတယ်ဆိုင်ရဖတ်အံမှာဖွင့်ထားပါတယ်နော်